ဘယင်ကြီးကအမြတ်တွေကိုကြက်မာလို့ဥပြဆန်းလို့အမိန့်ပေးလိုက်တယ်အားလုံးကတကယ်ပဲကြက်ဥထုတ်ပြနိုင်ကြတယ်ဒါပေမဲ့ဥပေါ်ဦးတောင်ကတော့ထုတ်မပြနိုင်ခဲ့ဘူးအဲ့ဒီအချိန်မှာဥပေါ်ဦးလှုပ်လိုက်တဲ့အရာကဘယင်ကြီးတောင်မထင်းနိုင်ပဲရေမောသွားရတယ်ဒါတင်မကသေးဘူးဒီနေ့မှာဘယင်ကြီးမင်းပေါ်ကလဲကျသွားတဲ့အချိန်မှာလဲဥပေါ်ဦးကထပ်ပြီးအံ့ဩစရာတခုလုပ်ပြန်တယ်သူဘလို့လုပ်ခဲ့လဲ Welcome to Tales by PNA နေ့စဉ်သင်ခန်းစာပါတဲ့ပုံပြင်တွေတင်ပေးနေပါတယ် Subscribe လုပ်ပြီးမလွတ်တမ်းနားထောင်လိုက်ပါခင်ဗျာရှေးကုန်းပေါင်ခေတ်ကာလဘိုးတော်ဘုရားမင်းကြီးဟာအာနာကြီးမှတယ်လို့တခါတလေအမတ်တွေကိုစမ်းတက်ပြီးနောက်ပြောင်တတ်တဲ့ဘယင်တစ်ပါးဖြစ်တယ်အမတ်တွေထဲမှာတော့ဉာဏ်ပညာအလွန်ထက်မြက်တဲ့ဥပေါ်ဦးဟာဘယင်ကြီးရဲ့အချစ်ဆုံးနဲ့အားကိုးဆုံးတစ်ယောက်ဖြစ်တယ်ဒါပေမဲ့ဘယင်ကြီးကတခါတလေဥပေါ်ဦးကိုနိုင်ကျင်တယ်ဆိုတဲ့စိတ်လေးလည်းရှိနေတတ်တယ်ဒီနေ့ညီလာခံမစခင်မှာဘယင်ကြီးကအမတ်အားလုံးကိုခေါ်လိုက်တယ်ပြီးတော့တယောက်ချင်းစီကိုကြက်ဥတစ်လုံးစီလက်ထဲထည့်ပေးလိုက်တယ်ဒီနေ့ငါအမိန့်နဲ့ရေကန်ထဲဆင်းပြီးကြက်မာလို့ဥပြကမယ်အမတ်တွေကလည်းအားလုံးနားလေသွားတယ်ဒီဟာကဥပေါ်ဦးကိုပညာပြဖို့ပဲဆိုတာဘာလို့လဲဆိုတော့ဥပေါ်ဦးကတော့ကြက်ဥမပေးထားဘူးညီလာခံစပြီးနောက်ဘယင်ကြီးကအမိန့်ပေးလိုက်တယ်အခုချက်ချင်းရေကန်ထဲဆင်းပြီးကြက်မာလို့ဥပြကြစမ်းအမတ်တွေအားလုံးရေထဲခုန်ဆင်းကြတယ်ပြီးတော့ကြက်မာလို့တရုပ်ဆောင်ပြီးကြက်ဥတွေကိုတယောက်ချင်းထုတ်ပြကြတယ်ဘယင်ကြီးကအပျော်ကြီးနဲ့ကြည်နေတယ်အဲ့ဒီအချိန်ဥပေါ်ဦးအလဲရောက်လာတယ်သူ့မှာတော့ကြက်ဥမရှိဘူးအမတ်တွေကစိတ်ထဲမှာဒီတစ်ခါတော့အရှက်ကွဲပြီလို့ဝမ်းသာနေကြတယ်ဒါပေမဲ့ဥပေါ်ဦးကရေထဲကတပ်ပြီးရုတ်တရက်အော်အေးအော်ဆိုပြီးကြက်ဖဲလို့အတန်ကြီးနဲ့អော်လိုက်တယ်လူအားလုံးအံ့ဩသွားတယ်ပြီးတော့သူကဘယင်ကြီးကိုလက်အုပ်ချပြီးမှန်လာပါဗျာအခုဥပြနေတဲ့သူတွေအားလုံးကကြက်မာရီပါဗျာတပည့်တော်ကတော့အဲ့ဒီကြက်မာရီကိုမျိုးစေ့ပေးတဲ့ကြက်ဖဲဖြစ်နေပါလေဗျာဒါကြောင့်တပည့်တော်မှာဥမရှိပါဘူးဗျာဘယင်ကြီးနားထောင်ပြီးတော့ရေမောသွားတယ်အေးပါပေါ့ဦးရေမင်းကိုတော့ငါရှုံးပြန်တနေ့ဘယင်ကြီးမြင်းစီးပြီးနဲလက်နေစဉ်မြင်းကခလုတ်တိုက်ပြီးဘယင်ကြီးမြေပြင်ပေါ်လဲကျသွားတယ်အမတ်တွေအားလုံးတိတ်ဆိတ်သွားတယ်ဘယင်ကြီးလည်းအရှက်နဲ့ဒေါသကြားမှာနေကားရနေခဲ့တယ်အဲ့ဒီအချိန်မှာဥပေါ်ဦးကသူ့မြင်းပေါ်ကနေကိုယ်တိုင်လှဲချပြီးမြေပြင်ပေါ်မှာလိတ်နေလိုက်တယ်ဘယင်ကြီးကအံ့ဩပြီးမေးတယ်ဟဲ့ပေါ်ဦးမင်းဘာလုပ်တာလဲဥပေါ်ဦးကပြန်ပြောတယ်တပည့်တော်ဟာအရှင်မင်းကြီးစီးသက်တော်မူတဲ့ပုံကိုအလွန်လှပလို့အတူခိုးကြည့်တာပါဗျာဒါပေမဲ့တပည့်တော်လောက်တာတော့ဖုံပိတ်ပြီးလိတ်နေုံတာဖြစ်သွားပါတယ်ဗျာဘယင်ကြီးနားထောင်ပြီးတော့ဒေါသပျောက်သွားတယ်ပြီးတော့ပြုံးပြီးရေမောလိုက်တယ်ဉာဏ်ပညာဆိုတာအမြဲတမ်းအနိုင်ယူဖို့မဟုတ်ဘူး Sometimes intelligence is about turning problems into laughter Sometimes wisdom is about saving others without hurting them ဒီလိုရေစရာလဲဖြစ်ပြီးတွေးစရာလဲပေးတဲ့မြန်မာပုံပြင်တွေကိုနေ့တိုင်းကြည့်ချင်ရင် channel ကို subscribe လုပ်ထားဖို့မမေ့နဲ့နော်နောက်ထပ်လဲဥပေါ်ဦးလိုဉာဏ်ပညာထက်မြက်တဲ့ဇာတ်လမ်းတွေဆက်လာပါဦးမယ်ခင်ဗျာ